မျက်နှာကြီးကမလဲအောက်မှာလင်းနေမျက်နှာကြီးကဲအခုကတော့ night view ကိုကြည့်ဖို့အတွက် Dusit Central Park ကိုရောက်နေရပါမကြည့်ပါဒီနေရာကမနက်10:00နာရီကနေပြီးည10:00နာရီအထိဖွင့်တယ်ပိတ်ရလုံးဝမရှိဘူးညဘက်လာမယ်ဆိုလို့ရှိရင်တော့နည်းနည်းလေးတော့မှောင်ပေမဲ့ City View ကတော့လုံးဝမိုက်တယ်ပုံမှန်ဆိုလို့ရှိရင်ဒီနေရာကိုနေခင်းပိုင်းပဲလာဖြစ်တာပေါ့နော်အခုကတော့ညပိုင်းလာကြည့်ရစိုးတော်တော်လှတယ်ဖွင့်တာတော့တော်ကြာပြီပေါ့နော်ဝင်ကြီးကလုံးဝ free နမထိုင်ပြောရင်မျက်နှာကြီးကမလဲအောက်ကရင်းနေအောက်မှာလင်းနေမျက်နှာကြီးညပိုင်းလာတာရဲ့အားသာချက်ကတော့နေမပူဘဲနဲ့ပေါ့နော်အေးစစ်နေလို့ရတယ်နေမပူတာတော့မှဥကချွေးထွက်နေပါပြီဆောနာပန်ကာကင်ထားပန်ကာအထက်ကိုရောက်သွားပါတယ်BTS စီလုံးလိုက်ဆက်လက်တန်းမှတ်တိုင်ထားမဟုတ် MRT Blue Line စီလုံးမှတ်တိုင်ကနေဆင်းပြီးတော့6လောက်တက်လိုင်းရပါပြီ Dusit Central Park မှာပါခုကတော့ပြန်နေပါပြီကဲခုကတော့ဘိုက်စာလို့စမူစာတော့ဝင်ဝယ်ပါမယ်ဘိုင်ဘိုင်